အားလုံးပဲမင်္ဂလာပါအခုကတော့စပီကာအတန်ကွဲနေတာလေးကိုအသစ်လဲမှာဖြစ်ပါတယ်စပီကာချမ်းကဝယ်မရဘူးဖြစ်နေတဲ့အတွက်ကတော့စပီကာအလုံးပေါ့နော်စပီကာအလုံးကိုoriginal စပီကာချမ်းထဲမှာစပီကာချမ်းထဲကနေထုတ်စပီကာအလုံးလေးကိုထည့်တာပါသူ original တော့မဟုတ်ဘူးပေါ့နော်ဒါ spare ထည့်ရတာပါmodel လေးကတော့ Turbo 4ပါကော်စိမ်းလေးထည့်ပြီးတော့ UV မီးလေးနဲ့ပြရပါမယ် UV မီးလေးကကော်လေးမာသွားတဲ့အထိတော့ပြရပါလိမ့်မယ်တကယ်လို့မလုံသေးရင်တော့နောက်တစ်ဆက်အုပ်ပြီးတော့ထပ်ပြရမှာပါအခုကဆိုတော့ဘေးတွေမှာပေါ့နော်ဒါလေးလုံးမှအတန်ထွက်ကောင်းတာပေါ့နော်လေးမလုံလို့ရှိရင်စပီကာတန်ကွဲအပ်နေတာဖြစ်တတ်ပါတယ်ဒီကောင်အခုတုံနေတာလေးကတော့ဘေးမှာပေးသွားလို့ပေါ့နော်သူကတော့ဒီလေးလုံးအောင်အတွက်ဒီ frame body cover frame နဲ့တသားတည်းဖြစ်ရမှာပေါ့နော်သူကဖူးထွက်နေလို့တော့မရပါဘူးဘေးပတ်ချလဲတော့ပြီးပြီပေါ့နော်အခုကကျတော့ဒီစပီကာကြိုးပြဘက်ကပေါ့ဘက်ကောင်လည်းဟနေပါတယ်ဂျားလေးရှိတဲ့နေရာကိုကော်စိမ်းလေးထည့်ပေါ့နော်ကော်စိမ်းလေးကိုသူလေးထွက်လို့မရအောင်လေးလုံးအောင်အပြည့်ထည့်ရပါတယ်အပြင်တော့ဒါကြီးထွက်လို့မရပါဘူးစပီကာရဲ့လေးဘက်လေးလံပတ်ချလဲကိုအကောင်ကော်စိမ်းလေးနဲ့လုံအောင်အောက်ရပါမယ်ဟုတ်ပြီးကော်စိမ်းလေးတုပ်ထားရမယ်ကော်စိမ်းတုပ်ပြီးတော့ယူပြီးပြပါဝေပြပြီးလို့ရှိရင်တော့ကျိုးပေါ့နော်စပီကာကျိုးလေးကိုပြန်တက်ရမှာဖြစ်ပါတယ်သူကတော့ UV ထပ်ပြတာပါ UV ကUV ထူတဲ့အခါကျလို့ရှိရင်တော့မီးကိုကြာလေးပြရတယ်ပေါ့နော်ကော်စိမ်းကော်ထူသွားလို့ရှိရင်တော်တော်လေးမချောက်ပါဘူးနှစ်ထပ်သုံးထပ်အုပ်နိုင်တော့ပိုကောင်းပါပေါ့နော်ပါလေးတုပ်လိုက်မီးပြလိုက်ပေါ့အခုကတော့ကျိုးပြားလေးကိုပြန်တက်ရမှာဖြစ်ပါတယ်သူက original speaker မဟုတ်လို့ပေါ့နော်မဟုတ်တဲ့ခါကျတော့ speaker လုံးကပေါ့နော်ပင်မတူပေါ့နော်ဒီကောင်ပင်ကအရှည်ပါအရှည်ကိုဒါကတ်တာနဲ့ဖြတ်ထုတ်ထားတဲ့အနေအထားလေးပါနော်ကတ်တာနဲ့ဖြတ်ထုတ်ထားပြီးတဲ့အတွက်သူက speaker ငုံလေးကအနည်းငယ်တော့နည်းနည်းလေးမြင့်နေတယ်ပေါ့နော်တချို့ speaker တွေဆိုလို့ရှိရင်တော့ဒီ K point လေးကအောက်ဒီသူ speaker မှာကတ်ရက်လေးလာတယ်ပေါ့နော်ဒီကောင်လေးအဲ့လိုလုံးကတော့ကတ်တာဝယ်မြတာဖြစ်တဲ့အတွက်အခုက speaker ငုတ်ကတော့နည်းနည်းငယ်ရှည်ပါတယ်အဲ့ငုတ်လေးကိုသူကbody နဲ့ထိနေမှာဆိုလို့ဒါငုတ်လေးကိုလည်းကော်စိမ်းလေးတစ်ချက်အုပ်ပေးတာပါကော်စိမ်းလေးကိုတခြားလုံးအုပ်ရပါတယ်ကျွန်တော်ကတော့ body နဲ့ထိနေဖြစ်တဲ့အတွက်အကုန်လုံးအုပ်သွားပြီပိုးပြီးဆက်ချက်အောင်မိကန်တေးလေးထပ်အုပ်လိုက်ပါတယ်ခင်ဗျာသူကဘေးတော့ထွက်နေလို့မရပါဘူးဒီ speaker အိမ်ပေါ့နော်သူ့ရဲ့ဖေးမှာဖော့စီးလေးရှိတယ်အဲ့ဒီအတွင်းမှာပဲရှိရပါမယ်အပြင်ထွက်သွားလို့ရှိရင်တော့လင်းမလုံးပါဘူးကိုကဖြစ်လို့ကိုကတော့ speaker လုံးလေးလဲပြီးသွားတဲ့အနေထားလေးပါကော်စိမ်းလေးကိုပတ်ချလဲထည့်ထားပါတယ်ဒါကတော့ Turbo 4ဖြစ်ပါတယ် Redmi Turbo 4ပါစပီကာဝယ်မရလို့ပါတဲ့Turbo 4ဖွင့်နေရင်းနဲ့အတန်ပိတ်သွားတာတဲ့ဘယ်လိုမှမရပါဘူးအဲ့ဒါဖြုတ်စစ်လိုက်တဲ့အခါမှာတော့စပီကာကလုံးဝပြတ်သွားတာဖြစ်ပါတယ်အခုလိုလေးစားထိုးပြီးတက်လိုက်တော့ပါတယ်ဗျ